အမကြီးတယောက်သည်ရင်းဤတည်င်းပေါက်ဖောင်တွင်လာရောက်အိတ်ဆက်နေသောတိတ်ငငယ်တစ်ကောင်ကိုတွေ့ရှိခဲ့သည့်ထို့ကြောင့်တည်င်းပေါက်မှန်ကိုလက်ဖြင့်ပုတ်ကအထဲသို့ဝင်ရန်အချက်ပြခဲ့ရာအိယာမှနိုးလာသောတိတ်ငငယ်မှာနှုတ်သီးမှတွတ်မြည်တမ်းပြီးအမကြီး၏ယဉ်ကျေးမှုမရှိသောလုပ်ရအပေါ်အတော်လေးစိတ်ပြတ်သွားခဲ့သည်အမကြီးကလည်းတောင်းပန်သည့်အနေဖြင့်တည်င်းပေါက်ဖောင်ပေါ်တွင်ပိုးတုံးလုံးတစ်ကောင်ကိုတင်ပေးလိုက်သည်တိတ်ငငယ်မှာခေါင်းလေးဆောင်ကအံ့ဩသွားတော့လဲဝမ်းသာအားရဖြင့်ပိုးကောင်ကိုတိုက်ချီကပြန်တန်းသွားခဲ့သည်နောက်ရက်များတွင်အမကြီးသည်ထိုသိန်းငငယ်ကတည်င်းပေါက်ဖောင်သို့အမြဲလာရောက်အနားယူသည်ကိုသတိပြုမိခဲ့သည်ထိတွေ့မှုအခြေများပြလာသည်နှင့်အမျှအမကြီးနှင့်တိန်းငငယ်တို့၏ဆက်ဆံရေးမှာလည်းပုံမရင်းနှီးလာပြီးတိန်းငငယ်ကအမကြီးအတွက်အစားအစာချို့ကိုပင်ယူဆောင်လာပေးတတ်သည်တိန်းငငယ်သည်တဖြည်းဖြည်းနှင့်တန်တရားစိတ်များလျော့နေလာပြီးအမကြီးကရင်းအားအသာယာထိတွေ့ကိုင်တွယ်သည်ကိုပင်ခွင့်ပြုလာခဲ့သည်ရက်တရက်တွင်အမကြီးသည်တိန်းငငယ်ကရင်းဤဝရဏတို့တိုက်ရရောက်ရှိလာသည်ကိုတွေ့ခဲ့ရသည်မြင်းကခေါင်းလေးဆောင်ကအမကြီးကိုနှုတ်ဆက်နေပုံရပြီးတစုံတစ်ခုကိုဖွင့်ရရန်ခက်ခဲနေသည့်ပုံစံမျိုးဖြစ်နေသည်သို့တော့အမကြီးတတိမပြုမိခင်မှာပင်မြင်းဤနောက်ွယ်မှာအခြားတိန်းငယ်တစ်ကောင်ထပ်မံထွက်ပေါ်လာပြီးအမကြီးရှိနေခြင်းပေါ်လုံးဝအံ့ဩပုံမရပေထို့နောက်မြင်းတို့နှစ်ကောင်စလုံးဝရဏမှပြန်တန်းထွက်ခွာသွားကြသည်ထိုနေ့တွင်အမကြီးသည်အခြားပြတင်းပေါက်ပေါင်တစ်ခုစီမှအတန်ကြားရသဖြင့်တွားရောက်ကြည့်ရှုရာထိုကောင်လေးကဘာသာမှမပေးဘဲဤနေရာတွင်ဥအချို့ဥထားသည်ကိုတွေ့ရှိခဲ့ရသည်မြင်းအားဥများကိုပုံမကောင်းမွန်စွာဝတ်နိုင်စေရန်အတွက်အမကြီးကစူပါအထိန်တော်အဖြစ်ခံယူကာနေ့စဉ်အစားအစာများကိုမြင်းဤနှုတ်သီးနားအထိပုံမှန်ပို့ဆောင်ပေးခဲ့သည်အမကြီးဤဂရုတစိုက်ဆောက်ရှောက်မှုကြောင့်တိတ်ငငယ်မှာတားပေါက်လေးတစ်ကောင်ကိုမကြာမီပေါက်ဖွားနိုင်ခဲ့သည်အမွေးနုလေးများဖြင့်ချစ်စရာတစ်ကောင်တောကောင်လေးကိုကြည့်ရင်အမကြီးမှာပြီးခဲ့သည့်အချိန်ကဝရဏတွင်စုံတွေ့ခဲ့သည်ကိုချက်ချင်းပြန်လည်တတိယမိသွားပြီးရင်းတို့သည်ဝရဏ၌ဥဝှစ်ချင်ခဲ့ကြခြင်းဖြစ်ကြောင်းနားလည်သွားသည်ထို့ကြောင့်အမကြီးကရင်းတို့ကိုဝရဏရှိပန်းအိုးထဲသို့အဆင်ပြေအောင်ရွှေ့ပြောင်းပေးခဲ့သည်သို့တော့တိတ်ငက်အမေကြီးမှာဤအတိုက်တစ်ကိုအလွန်မင်းတွန်းလှန်ညှင်းဆန်ခဲ့ပြီးအမကြီး၏ချင်းကပ်မှုအပေါ်အမြဲတစေတတိကြီးစွာထားနေခဲ့သည်အမကြီးကအိမ်ထဲတွင်အသားစိမ်းများထားရှိပေးထားရာတိတ်ငက်အမေကြီးကအစားအစာများကိုကိုယ်တိုင်ကြိုက်ချီသွားပြီးနောက်တိတ်ငက်ပေါက်စလေးအားစိတ်ရှည်လက်ရှည်ခွဲဝေကျွေးမွေးတတ်သည်တခါတရံတွင်တိတ်ငက်အမေကြီးသည်အပြင်သို့ထွက်ကာအစာရှာဖွေပြီးဖမ်းမိလာသောစာကလေးများကိုတားငယ်လေးအားတစားစီခွဲကျွေးတတ်သည်တိတ်ငက်ပေါက်စလေးသည်အမကြီးစောက်ရှောက်မှုအောက်တွင်အမွေးနုများထွက်ပေါ်လာပြီးရင်းတို့အကြားဆက်ဆံရေးမှာလည်းရင်းနှီးကျွမ်းဝင်လာခဲ့သည်အမကြီးကရင်းတို့ရှိတွင်အသားလုံးကိုဟိုဒီရွှေ့ပြောင်းပြတိုင်းရင်းတို့၏မျက်လုံးလေးများကအသားတုံးရွေ့ရမှုအတိုင်းလိုက်လံကြည့်ရှာသူနေတတ်သည်ဤမိသားစုကြီးပျော်ရွှင်ကြမ်းမြေ့စွာရှိနေသည်ကိုကြည့်ပြီးအိမ်မွေးခွေးလေးကလည်းဝင်ရောက်ပါဝင်ခြင်းခဲ့သည်သို့တော့တိတ်ငက်အမေကြီးကခွေးလေးကိုအလွန်မုန်းသည့်သဖြင့်ခွေးလေးအနာတိုးလာသည်နှင့်အမွေးများထောင်ကသတိပေးတံပြုလုပ်တတ်သောကြောင့်တနာစရာခွေးလေးမှလက်လျှော့လိုက်ရုံသာရှိတော့သည်တိတ်ငက်အမေကြီးအပြင်သို့အစာရှာထွက်သည့်အခါတိုင်းအမကြီးသည်စူပါဖေးဖေးဖြစ်ခံယူကာဤချစ်စရာကောင်းသောကောင်လေးများကိုကူညီဆောက်ရှောက်ပေးခဲ့သည်ကောင်လေးများမှလည်းရခင်ကလိုကြောက်ရွံ့ခြင်းမရှိတော့ဘဲအမကြီး၏နူးညံ့သောအဖို့ပြုမှုကိုကျင့်သားရနေကြပြီဖြစ်သည်အမကြီးနှင့်တိတ်ငက်အမေကြီးတို့၏ပူးပေါင်းကြိုးပမ်းမှုကြောင့်ကောင်လေးအချို့မှလည်းအတန်ကြီးထွားလာခဲ့သည်ရင်းတို့သည်အမွေးနုများကျွတ်ကပထမဆုံးသောပြန်တန်းမည့်အတောင်ပံများထွက်ပေါ်လာပြီးမိခင်၏ဥဆောင်မှုဖြင့်ပြန်တန်းခြင်းအတတ်ပညာများကိုသင်ယူခဲ့ကြသည်သို့သောကောင်းလေးများသည်နှွေးထွေးမှုနှင့်ပြည့်နှက်နေသောဤအိမ်ကိုမခွဲခွာရကြဘဲဝရဏတွင်ခဏခဏလှည့်လည်သွားလာနေကြကအနာဂတ်ခီးလန်းအတွက်အလွန်ဝေခွဲမရဖြစ်နေပုံရသည်သို့သောနောက်ဆုံးတွင်မိခင်၏အားပေးမှုဖြင့်ဤနေရာမှပြန်တန်းထွက်ခွာသွားခဲ့ကြသည်သို့သောရင်းတို့မိသားစုတစုလုံးထွက်ခွာသွားပြီးနောက်တွင်တိတ်ငက်အဖေကြီးကအစားအစာများအားကိုကိုက်ချီကပြန်လည်ရောက်ရှိလာခဲ့သည်ဟာလာဟင်းလင်းဖြစ်နေသောအတိုက်ကိုကြည့်ရင်မြင်းဤရင်ထဲတွင်စစ်ပြအားငယ်မှုနှင့်လမ်းပြောင်းမှုများဖြင့်ပြည့်နှက်သွားခဲ့သည်အတန်ကြာလှည့်လည်ကြည့်ရှုပြီးနောက်ဤနေရာမှထွက်ခွာသွားခဲ့သည်တလင်းပေါက်ဖောင်ပေါ်ကတိုက်ဆိုင်သောစုံတွဲမှုတစ်ခုသည်မျိုးစိတ်တစ်ခုနှင့်တစ်ခုအကြားကျော်လွန်သောနူးညံ့သိမ်မွေးသည့်တန်ရောစင်တွေ့လာမှုကိုဖြစ်ပေါ်စေခဲ့သည်အမကြီး၏နူးညံ့သောပေးဆက်မှုနှင့်တိတ်ငက်ငယ်၏အကျွမ်းမဲ့ယုံကြည်မှုတို့သည်တက်ရှိလောက၏အစင်ကြယ်ဆုံးသောအလှတရားကိုထိမ့်သိမ်းထားခြင်းပင်ဖြစ်သည်ဤအရာသည်လူသားနှင့်တိရစ္ဆာန်တို့အကြားအကောင်းဆုံးသောအတူတကွနေထိုင်မှုပုံစံဖြစ်ပေတော့သည်